တို့ဒီကနေ့သာသနာတော်နှစ်2562ခုဩဇာတက္ကီ1389ခုတရင်ကျော်လာဇန်14ရက်2019ခုနှစ်10လပိုင်း4ရက်ညချမ်းခါကာလမှာရန်ကုန်တိုင်းဒေသကြီးလေကူမြို့ရွှေမိုင်းတင်ကျေးရွာသစ္စာရွှေစီကျောင်းတိုင်းတွင်မှာဆင်ကျင်းပကြတဲ့9ရက်တာရသော်ဘုရားရဲ့တရားဒေသနာတော်လေးနဲ့အညီအထူးသဖြင့်မဟာသီပဌာနသုတ်တံမှာလာရှိတဲ့နိလန်းများနဲ့အညီကျင့်ကြံကြိုးကိုအထောက်ကြဖို့ရောက်ရှိလာကြတဲ့အလုံးသောကျောင်းဤတော်အလုံးကိုမြင်လို့တရားဟောပြခြင်းနဲ့ဆိုတော့နဂရောပမာသုတ်တံဆိုပြီးတော့ဘုရားတို့မြို့ကြီးနဲ့ပမာပြီးပြီးတော့မြတ်စွာဘုရားဟောထားတဲ့သုတ်တံတရားဒေသနာတစ်ပုဒ်ရှိပါတယ်။အဲဒီသုတ်တံလေးကိုပေတပေါင်းတော်အောင်မိမိတို့ကြိုးစားအထောက်နေတဲ့ဒီမြင့်မြတ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ခွန်အားဖြစ်စေဖို့ပို့ပြီးတော့နားလည်မှုတွေကျေပြန့်စေဖို့ဒီလိုမျိုးမြင်မာတဲ့ရည်ရွယ်ချက်နဲ့နာယူကြည်ညိုကြမယ်ပေါ့နော်။ဒီသုတ်တံကိုမပြောသေးခင်မှာနေတန်းအနေနဲ့ဗာပြောရင်လို့ဆိုတော့ရင်တို့ဓမ္မပဒပါဠိတော်ထဲမှာယဟန်တော်900တော်လေးကိုပါပြီးတော့တရားဘာဝနာလုပ်ကြိုးစားအထောက်ကြတော့နတ်တွေကသူတို့အနေခက်တဲ့အတွက်ကြောင့်ဒီယဟန်တော်တွေကိုနေလို့မရအောင်အမျိုးမျိုး၆လညံအဲ့ဒါကြောင့်ဒီယဟန်တော်900ဆိုတော့မြတ်စွာဘုရားတွေကိုပြန်ရောက်လာတဲ့ဘဝတွင်ကြီးအိမ်မှာမြတ်စွာဘုရားကအဲ့ဒီယဟန်တော်တွေကိုအဲ့ဒီနေရာမှာပဲတပန်သွားပြီးတော့ကြိုးစားအထောက်ကြဖို့တိုက်တွန်းတယ်။နောက်အဲ့ဒီနေရာမှာကြိုးစားအထောက်မှတရားလူတရားမြတ်ကိုရမယ်ဆိုတာကိုသိတော်မူမြင်တော်မူလို့ပေါ့နော်။အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီယဟန်တော်တွေအတွက်မေတ္တာတရားဆိုတာကိုကောင်းကောင်းသင်ပေးလိုက်တယ်။မေတ္တာသုတ်တရားကိုလည်းအဲ့ဒီမှာဟောတယ်ပေါ့ဒါပေမဲ့တို့ကြားဘူးပါတယ်နော်။အဲ့ဒီမှာပဲယဟန်တော်ရှင်မြတ်ဒီအဲ့ဒီတော်တဲ့ကိုပဲပြန်သွားပြီးတော့မေတ္တာတရားအားကိုနဲ့မေတ္တာကုဋ္ဌစီများမေတ္တာသုတ်တရားဒေသနာများကြီးမားများစွာရုပ်ဖတ်တဲ့စေဒါမေတ္တာဓာတ်တွေကြီးမားလာတဲ့အခါကျတော့နတ်တွေရဲ့စိတ်ကပြောင်းလဲသွားတာသောတော်ရန်သူလိုဆက်ဆံနေတဲ့အနေအထားကနေနော်ရွှေရင်မျိုးချအလွန်မေတ္တာရှိတဲ့ပုဂ္ဂိုလ်ရဲ့ပုံမှာဆက်ဆံတဲ့ဆက်ဆံမျိုးနည်းဖြစ်သွားတယ်အဲဒီမှာနတ်တွေရဲ့ချောင်းလန့်မှုမရှိဘဲနဲ့နတ်တွေရဲ့ပူညီမှုကိုရတဲ့အတွက်ကြောင့်အလွန်အဆင်ပြေတယ်ပေါ့တရားဟောတာအထောက်ရတာအဲ့ဒါလိုအထောက်ကြရင်းနဲ့ဒီခန္ဓာရဲ့သဘာဝအမှန်ဖြစ်တဲ့မတည်မြဲမှုအနိစ္စသဘာဝကိုအောင်းအောင်သိလာတယ်မြင်လာတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကဆောင်းတော်ကနေပြီးတော့ဒီယဟန်တော်900အတွက်တရားလူတရားနဲ့ရနိုင်ဖို့ဆိုပြီးတော့မြတ်စွာဘုရားကဂါထာတော်တစ်ပုဒ်ကိုတကိုးတော်နဲ့လမ်းပြီးတော့ဟောတယ်ယဟန်တော်တွေကတော့မြတ်စွာဘုရားရှိတော်မောက်ကြွလာပြီးတော့ဟောတယ်လို့ပဲထင်ရတာပေါ့နော်အဲ့ဒီမှာဦးဇင်းစဉ်းစားမိတာကဒီယဟန်တွေကတော်ထဲမှာရွရွချွံချွံစွမ်းစွမ်းတမအထုတ်နေကြတဲ့ပုဂ္ဂိုလ်တွေကိုအဲ့လိုအထုတ်နေတဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားကတရားလူတရားမြတ်ရဖို့အတွက်ဘာလုပ်တော့တရားဟောတယ်နော်တော့တရားမဟောဘဲနဲ့သူ့အတူအထုတ်နေရင်ကောပညာပူညာကမရနိုင်ဘူးလားအခုတော့သွားပြီးတော့တရားဟောရတာတော့ဆိုတဲ့အတွေ့လေးတွေးမိတယ်ပေါ့အဲ့ဒါကိုတွေးတဲ့အခါကျတော့စိတ်ထဲမှာဟောတရားနာတဲ့လုပ်ငန်းကလည်းတော်တော်အရေးပါပါလားလို့စဉ်းစားမိတယ်ဟုတ်လားတရားကိုကြီးတော်ထဲမှာစောင့်ချပြီးတော့ကြိုးစားနေကြတဲ့တကယ်ထူးခဲ့တဲ့ပုဂ္ဂိုလ်တွေပဲနော်ဟုတ်လားဒါကိုမြတ်စွာဘုရားဘာသွားလို့လဲတရားသွားဟောတာနော်အဲ့ဒီတရားကိုလည်းနားလဲပြီးရောအဲ့ဒီရဟန်းတော်တွေဟာရတ္တမညာရတ္တပူညာရလို့အာသောဘုံကရဟနာဖြစ်ကြတယ်လို့ဆိုတယ်နောက်အတိညာအထွတ်ထိပ်ကိုရောက်သွားတာအဲ့တော့ရေဘူးရကောက်ချက်ဆွဲလို့ရတာကတရားနာခြင်းဟာလည်းပဲအတိညာကိုလင်းမြန်စွာဖြစ်ပေါ်စေတယ်အတိညာဖြစ်ခြင်းရဲ့အာကြီးတဲ့အကြောင်းအထောက်ပံ့တစ်ခုဖြစ်တယ်ဆိုတာကိုထင်ထင်ရှားရှားမသိရဘူးလားသိရတယ်အဲ့ဒီမှာပို့ပြီးတော့စိတ်ဝင်စားရကောင်းတာကအဲ့ဒီရဟန်းတော်တွေကိုဟောပြတဲ့ဒီဂါထာလေးကနောက်အလွန်တရာမှ
ပြည့်စုံတယ်လို့ဆိုရတယ်ကုံဘူပမကာယမိမဝိဒိတဝါနဂရုပမစိတ်တမိတံတပိတဝါယောတိထမာရေနယောတိထမာရံပညာဥဒေနဇိတင်စရခေအနိဝေဒနောတိယတဲ့ဒီကဒါလေးဒီဘက်ကပါပြောလို့ဆိုတော့ဣမံကာယဤခန္ဓာကိုယ်ကြီးကိုအုံဘူးပမဝဲပြက်တွေတဲ့မြေအိုးနဲ့တူဒီကို၍ဝိရိတဝါနားလေ၍အဲ့ဒါကတော့ဘုရားရထားတဲ့ဒီခန္ဓာကိုယ်အရဘောကြီးကိုအလုံးပြက်လွယ်ကွဲလွယ်တဲ့မြေအိုးတစ်လုံးနဲ့တူတယ်လို့ကောင်းကောင်းနားလေရမယ်တဲ့နော်အကြောင်းအထောက်ပံ့အမျိုးမျိုးကြောင့်ရှင်းသန်းနေတဲ့ဖြစ်ပေါ်နေတဲ့ဒီခန္ဓာကိုယ်ကြီးဟာတကယ်တမ်းကတော့အလွန်တရာမှပျက်စီးလွယ်တယ်ပေါ့နော်ရှင်းသန်းဖို့ကခက်တယ်သိဆုံးဖို့ကလွယ်တယ်အသက်ရှင်ဖို့အတွက်အကြောင်းတရားတွေအများကြီးလိုအပ်တယ်ပေါ့နော်ဒါကြောင့်မြတ်စွာဘုရားကနော်ကိစ္စမနုဿပတိလာဘောကိစ္စမစ္ဆာနာဇီဝိတံလူဖြစ်ကိုရဖို့ဆိုတာအလွန်ခဲရင်းနေထိုနည်းတူစွာပဲရထားတဲ့ဒီအသက်ကလေးမသေးပဲနဲ့ရှင်းနေဖို့ဆိုတာလေအလွန်ခဲရင်းမာတယ်လို့ဟောတယ်။နော်အသက်ရှင်ဖို့ကိုဘယ်လိုဟောလဲ။ခဲရင်းတယ်လို့ဟောတယ်နော်လွယ်လွယ်လေးရှင်းနေတာမဟုတ်ဘူး။ကံစေဥဒ္ဓအာရအကြောင်းတရားတွေပြည့်စုံမှတို့တစ်ဖြင့်ကံအကြောင်းတရားအားကောင်းမှရှင်းသန်နိုင်တာ။ဟုတ်လား။ဒီပြစ္ဆကမှာအာဟာရတ္တိထည့်ပေးရတဲ့စေဝါတွေနဲ့ပြုမြင်ရတဲ့အမျိုးမျိုးဒီရှင်းသန်မှုကိုပြည့်စည်မသွားအယက်တတ်သွားကျိုးစားအထောက်ရတဲ့ပိုင်းကြီးအများကြီးမရှိဘူးလား။ရှိရတော့ဒါကြောင့်ရှင်းသန်ဖို့ကခက်တယ်ပြည့်စည်ဖို့ကအလွန်လွယ်ပါလေဘလောက်လွယ်လို့ဆိုတော့မြေဥတစ်လုံးကွဲဖို့လောက်လွယ်တယ်နော်ဒါကြောင့်မြတ်စွာဘုရားကဒီခန္ဓာကိုယ်ကြီးကိုမြေဥနဲ့တူတယ်လို့ကောင်းကောင်းနားလည်ရမယ်တဲ့ကုံမူပမကာယမိမဝိဒိတဝါနဂရုပမစိတ်တမိတံတပိတဝါဒီနေ့ညအဲ့ဒါလေးကိုဥစားပေးဟောနဂရုပမစိတ်တမိတံတပိတဝါဣရံစိတ်တံဤစိတ်ကိုကြတော့နဂရုပမအလုံးခိုင်ခန့်တောင့်တင်းတဲ့ကာဝယ်မှုစနစ်အလုံးပြည့်ပြည့်စုံတဲ့မြို့ကြီးတစ်မြို့နဲ့တူအောင်လုပ်ထားရမယ်တဲ့ခန္ဓာကိုယ်ကိုကြတော့မြေအိုးနဲ့တူတယ်လို့သိရမယ်စိတ်ကိုကြတော့ခိုင်မာတဲ့မြို့ကြီးလိုဖြစ်အောင်လုပ်ရမယ်သူကြတော့ဖြစ်အောင်လုပ်ရမယ်လို့ပြောတယ်နော်နဂရုပမစိတ်တမိတံတပိတဝါစိတ်ကိုကြတော့ခိုင်မာတဲ့မြို့ကြီးတစ်မြို့နဲ့တူအောင်အလုပ်ရမှာတော့ကြိုးစားပြီးတော့တည်ဆောက်ရမယ်ခန္ဓာရဲ့မတည်မြဲတဲ့သဘာဝကိုကြတော့သိရမယ်စိတ်ကိုခိုင်မာအောင်ကြတော့လုပ်ရမယ်မတူဘူးနော်ဒီချက်ကိုသိချာတာဟုတ်လားခန္ဓာကိုယ်ရဲ့အမှန်သဘာဝဖြစ်တဲ့မတည်မြဲတဲ့အိဋ္ဌသဘာဝကိုတော့မလုပ်ရမယ်သိရမယ်ကိုယ့်ရဲ့စိတ်ကိုကြတော့ခိုင်မာအောင်ကြိုးစားပြီးတော့တည်ဆောက်ရမယ်ဖြစ်အောင်လုပ်ရမယ်ဟုတ်လားအဲ့လိုမျိုးဆိုပြကနော်ဥမာပေးတာနော်ဥမာပေးတဲ့နေရာမှာဘယ်လိုကျွမ်းကျင်တာကိုခန္ဓာကိုယ်ကိုမြေဦးနဲ့ဥမာပေးတဲ့စိတ်ကိုကြတော့ခိုင်မာတဲ့မြို့ကြီးတစ်ခုလိုဖြစ်အောင်လုပ်ရမယ်ရှုလို့ဥမာထပ်ပေးတယ်နောက်ထပ်ဥမာလာဦးမယ်ယောတိထမာရံပညာဥဒေနမာရံလောဘဒေါသမောဟတိဟုသောကိလေသာမံကိုပညာဥဒေနအတိဉာဏ်ပညာတိဟုသောလက်နဲ့ဖြင့်ယောတိထစစ်ထိုးရမယ်စစ်တိုက်ရမယ်နော်ပေတလူကဉာဏ်ပညာကြီးမားပဲဒေသနာနဲ့ပတ်သက်ပြီးတော့အများကြီးဘုဒ္ဓတာတွေပင်ကိုယ်ကရှိထားမယ်ဆိုရင်ဒါအများကြီးဆက်ဆက်ပြီးတော့တွေးကြမကောင်းလားကောင်းတယ်နော်ခန္ဓာကိုယ်ကြီးကိုမြေအိုးနဲ့တူတယ်လို့သိရမယ်စိတ်ကိုကြတော့ခိုင်မာတဲ့မြို့ကြီးလိုဖြစ်အောင်လုပ်ရမယ်အဲ့လိုလုပ်ပြီးတော့မလုပ်ရမှာလေကိလေသာတိဟုသောယံကိုမံကိုပညာတိဟုသောလက်နဲ့ဖြင့်စစ်ထိုးရမယ်ပညာဆိုတာဘာလဲအမှန်သိရအောင်နော်အမှန်ဆိုတာဘာလဲအိဋ္ဌဒုက္ခအနတ္တပေါ့ဟုတ်လားခုသတိထားတဲ့လုပ်ငန်းစဉ်ကိုကြိုးစားတယ်ဆိုတာအဲ့ဒီအိဋ္ဌဒုက္ခအနတ္တကိုသိအောင်လို့သတိထားရရတာနောက်သတိထားမှအမှန်ကသိမှာပေါ့ဟုတ်လားသတိမထားဘဲနဲ့အမှန်ကမသိနိုင်ဘူးမြင်တယ်ဆိုတာကြည့်လို့မြင်ရတာမကြည့်ဘဲနဲ့မမြင်နိုင်ဘူးနော်ကြည့်တယ်ဆိုတာသတိထားတာကိုရည်ညွှန်းတာမြင်တယ်ဆိုတာသိသွားတာကိုရည်ညွှန်းတာအမှန်သိသွားတာကိုရည်ညွှန်းတာဟုတ်လားအဲ့တော့မြတ်စွာဘုရားကအဲ့ဒီလိုအမှန်သိတဲ့ဒီဉာဏ်ပညာဒီဟုသောလက်နဲ့ဖြင့်ပညာကိုလက်နဲ့လို့ပြောတယ်နော်ပညာဝုဒ္ဓပညာအာဝုဒ္ဓအာဝုဒ္ဓဆိုတာလက်နဲ့ကိုပြောတာဟုတ်လားစစ်တိုက်တယ်ဆိုတာလက်နဲ့ပါပဲနဲ့တိုက်လို့မရဘူးနော်
အဲ့လိုပဲလောဘဒေါသမောဟတိဟုသောမိမိကိုဒုက္ခပေးမဲ့ရန်သူနဲ့စိတ်ခင်းတယ်ဆိုတာကိုယ်မှလည်းနဲ့ရှိတာဘူးမလို့လားတို့နော်အဲ့ဒီလည်းကပါလေအမှန်တည်တဲ့လည်းနဲ့နော်အဲ့ဒါကိုမြတ်စွာဘုရားကပညာတိဟုသောလည်းနဲ့ကိုကိုင်ဆွဲပြီးတော့ရာဂဒေါသမောဟတိဟုသောရန်သူကိုရှစ်ထိုးရမယ်တဲ့အဲ့လိုရှစ်ထိုးတဲ့အခါမှာအောင်မြင်မှုဆိုတာရလာမယ်အဲ့ဒီအောင်မြင်မှုကိုဘာလို့ရမလို့ဆိုတော့ထိမ့်သိမ့်ထားရမယ်တဲ့ကြာရှုံးမသွားစေရဘူးအဆင့်လျော့မသွားစေရဘူးဇီတင်စာရခိအောင်အပ်ကြီးတွေကိုလည်းပဲကာဝယ်ဆောင်ရှောက်ရမယ်အလုံးကြီးဆုံးတဲ့ဒေသနာလေးနော်ပြီးတော့ဘာဆက်ပြောလို့ဆိုတော့အနိဝေဒနောတိယနော်ဇန်သမဘအစရှိတဲ့တရားတွေရဲ့ပုံမှာတာယာရှင်မှုချင်းလည်းမရှိရတဲ့နော်အောင်မြင်မှုကိုတိမ့်သိမ့်ထားဖို့တော့မြတ်စွာဘုရားကတိုက်တွန်းတယ်သို့တော့ရှင်မှုတော့မဖြစ်ရဘူးလေလောက်ဆင်းမြင်တယ်နော်ဟုတ်လားတော့ဒီဒေသနာလေးကိုပြန်ပြောကြမယ်ဟုတ်လားဒီခန္ဓာကိုယ်ကြီးကိုပွက်ပြက်လွယ်တဲ့မြေဦးတစ်လုံးနဲ့တူတယ်လို့သိရမယ်စိတ်ကိုကြတော့ခိုင်မာတဲ့မြို့ကြီးတစ်ပွဲဖြစ်စေရမယ်ပြီးရင်အတိဉာဏ်ပညာတည်းဟူသောလက်နက်ကိုကိုင်ဆွဲပြီးတော့ဇာကဒေါသမောဟတည်းဟူသောရံကိုရှစ်ထိုးရမယ်အောင်မြင်မှုရလာပြီဆိုရင်လည်းအဲ့ဒီအောင်မြင်မှုကိုရှုံးမသွားအောင်ဆုံးမသွားအောင်ကာဝယ်ဆောင်ရှောက်ရမယ်ပြီးရင်အဲ့ဒီအောင်မြင်မှုကိုတာယာခြင်းမှုမရှိရဘူးတဲ့။ဒါဘယ်လောက်ကြည့်ကြတော့ကာထာလေးတို့တယ်နော်။အဲ့ဒီကာထာကိုလည်းနာရရောသောတော်ကအမေတ္တတုတ်ဒေသနာတော့ဟောကြားခြင်းခံရတဲ့ယန္တော်900အာသောဘုံခံတို့ယန္တာဖြစ်တယ်။အဲ့တော့ဒီဒေသနာလေးဒီအကြောင်းအရာလေးဒီအထုပ္ပတ္တိလေးကဘာကိုသိစေတဲ့ဒီနေ့တဲ့တရားတွေကိုတော့သိစေုံညမကပဲနဲ့တရားနာခြင်းရဲ့အခန်းကဏ္ဍဟာအလုံးတရားမှအရေးပါပါလားဆိုတာကသိစီရတယ်။တော့သိရတယ်ပေါ့နော်။ဒါကြောင့်လေးတော်ကောင်းတို့တို့တရားနာတယ်ဆိုတာနော်တကယ်ကိုအလေးနဲ့ထားပြီးတော့လုပ်တဲ့ကိစ္စ။နော်အသိဉာဏ်ရှောင်လန်းခဲ့တဲ့ပုဂ္ဂိုလ်တွေကသူတို့ရှောင်လန်းခဲ့တဲ့နာအကြောင်းကိုပြောတော်တာ။ကိုယ်လည်းအဲ့ဒီလမ်းကိုရှောင်မယ်ဆိုမှတော့ဘလောက်ဒါကလုပ်တဲ့ကိစ္စလေးဆိုတာမထင်ရှားဘူးလား။နော်တရားဒေသနာတွေဆိုတာပြောရရင်မြတ်စွာဘုရားရဲ့ကိုယ်တွေ့ပဲလေ။ဟုတ်တယ်မို့လား။ဘယ်လိုပြောရမလဲဆိုတဲ့စကားလုံးအသုံးလုံးကစပြီးတော့လုံးဝကျွေးခြင်းမရှိအောင်အတိအကျသုံးလုံးပြီးတော့ပြောခဲ့တာဒါကြောင့်ပရိယတ္တိဒီဟုသောစပေးနဲ့ခွဲလွဲလို့မရနောက်တချို့ဒီခေတ်မှာဒါငါကိုယ်လေးဆိုပြီးတော့ကိုယ်လေးတရားတွေကအလုံးပေါ်တယ်ကောင်းပါလေတကယ်ကိုယ်လေးမှန်တယ်ဆိုလို့ရှိရင်အမှပြောစရာမရှိပါဘူးကိုယ်တိုင်ကျင့်သုံးပြီးတော့ပြောကြဟောကြတာအကောင်းဆုံးပါပဲဟုတ်လားသို့တော်လည်းပဲမြတ်စွာဘုရားရဲ့ကိုယ်လေးဖြစ်တဲ့ပရိယတ္တိဆိုတဲ့တရားဒေသနာလေးနဲ့ကိုင်းညီဖို့တော့မလိုဘူးလားဟုတ်တယ်နော်မြတ်စွာဘုရားရဲ့ကိုယ်လေးနဲ့တခြားသောတာမန်ပုဂ္ဂိုလ်တွေရဲ့ကိုယ်လေးကိုဘယ်ကိုယ်လေးကိုပို့ပြီးတော့လေးထားမလဲအဲ့ဒါပဲနော်သူများဘုရားပုခတ်လိုတဲ့အနေနဲ့ပြောနေတာမဟုတ်ဘူးနော်တတိထားစီလို့ပြောပြတာဟုတ်လားတချို့ဟာဆရာဆွေတမဆွေအလုံးကြီးတယ်နော်ကောင်းမြင်လုံးလို့မြင့်မြတ်ခြင်းလုံးလို့ဒုက္ခမှာတော့ဆိုးသွားတာတွေကျုံညံ့သွားတာတွေဖြစ်မှဆိုးလို့ဖြစ်နေတာကိုလည်းမြင်နေရတာပဲလေဟုတ်လားဒါကြောင့်ပိဿပေါင်းတော်တို့မြတ်စွာဘုရားရဲ့ကိုယ်လေးလို့ဆိုရတယ်ဒီတရားဒေသနာလေးမြတ်စွာဘုရားကိုယ်လေးကိုမှတကယ်တမယုဒဉာဏ်နဲ့နော်စကလုံးအသုံးလုံးဘောဟာရသုံးလုံးပုံကစပြီးတော့ချွေးချက်မရှိအောင်ပြောဆိုသုံးလုံးနိုင်တာနောက်တချို့တရားလူတရားမြတ်ကိုရတယ်ဒါပေမဲ့လို့တစ်စင်းပြန်ပြောတဲ့အခါမှာအဲ့လိုဘောဟာရတွေမနိုင်တာတွေရှိတယ်ပြည့်ညက်ဆိုတာဒီဘောဟာရပြည့်ညက်ကိုနိုင်ဖို့ကသိပြီးတော့မလွယ်ဘူးကိုကဒီလိုဆိုလို့လေနားထောင်တဲ့လူကဟိုလိုသဘောပေါက်သွားတယ်ဆိုတာမျိုးတွေရှိတယ်သဘောပေါက်လားမသိဘူးဘုံဘုံပြောတာနော်ဒါကြောင့်လူတစ်ဖက်သားကိုသိအောင်နားလည်အောင်ပြောတဲ့နေရာမှာနော်အလုံးပညာပါဖို့ရည်ကြီးတယ်အဲ့ဒီပညာကအပြည့်စုံတော့မြတ်စွာဘုရားပဲဒါကြောင့်ကုက္ကတဆိုတဲ့ဂုဏ်ဆိုတာအဲ့ဒါကြောင့်ရတယ်ဘလို့ဖြောရမလဲဆိုတော့သိအဲ့ယောဂီတို့အမှန်တကယ်တရားဝတ်တဲ့အခါမှာတမညုတဉာဏ်ရဲ့အစွမ်း၃ပါးဆိုတာအပုပြောကြဘူးလားနော်တိယမင်္ဂမကြံရအောင်လုံးဝဆုံးတဲ့အကုန်မြတ်တမဉာဏ်တော်အစွမ်းတည်တိတရားများအပြား၌ဟောထားစဝယ်နေတွဲကိုခြေလဲဆုံးတဲ့အကုန်မြတ်တမဉာဏ်တော်အစွမ်းတည်အဲ့ဒီဉာဏ်နဲ့ပြည့်စုံတာကမြတ်စွာဘုရားတော်ပဲရှိတာနော်ဟုတ်တယ်မို့လားတိထားတာကိုဘယ်လိုပြောရမလဲဆိုတာပိုင်နိုင်နော်ချင်းချင်းမရှိနားလေတော်မူတာမြတ်စွာဘုရားပဲရှိတာဟုတ်လားအဲကြောင့်ဒါကဒေသနာတော်တွေကိုအများကြီးတန်ဖိုးထားဖို့ခရုစိုက်ဖို့ဒါကိုပြောပြတယ်ဟုတ်လားအဲကြောင့်ဒီဒေသနာတွေကိုပဲမြတ်စွာဘုရားကနော်သုတ်တ
သုတ်တဆိုတာဘာလဲသုတ်တဆိုတာဦးဇင်းတို့အမြင်ကျိုးလို့အဓိပ္ပာယ်ရတယ်လက်သမားလုပ်တဲ့အခါမှာတက်သားပေါ်မှာမလွဲဘူးမတိမ်ဘူးမဆောင်ဘူးခဲလေးအရင်ကြောင်းရတယ်ရှိရဟုတ်လားအဲ့ဒီခဲကြောင်းလေးကိုကြည့်ပြီးတော့မှခဲကြောင်းလေးနဲ့အကြီးစူးတို့ဆောက်တို့နဲ့ပေါရတယ်လွှာတို့နဲ့လေးရတယ်ဖြတ်နော်အဲ့လိုပဲတရားဒေသနာတွေဆိုတာမလွဲဘူးအတွက်ရှေ့ကပါလေအကောင်းဆုံးရှေ့ရတယ်ဒါကြောင့်တုတ်တန်ဆိုတာအဲ့ဒါကိုပြောတာဟုတ်တယ်ကျိုးကဘာမသိညာမသိပဲနဲ့ဟာဒါကတုတ်တန်တရားကြီးပါဟောဒါတုတ်တန်တယ်ဘယ်ဟာတုတ်တန်တွေပဲဟောတာပဲလေဟုတ်တယ်မဟုတ်လားအဘိဓမ္မာဆိုတာဘယ်ကိုဟောတယ်လို့ကြားလို့တောင်းနေတာလက်ပြည်မှာဟောတာနော်ဟုတ်တယ်မဟုတ်လားဝိနည်းဆိုတာဘုစုအတွက်တော့ယေဝရဉာဏ်တော်တွေအတွက်နော်အဲ့တော့တုတ်တန်ကဘုစုအတွက်ဖြစ်နေအတ္တဝါအားလုံးအတွက်ပေါ့ဟုတ်တယ်မဟုတ်လားဒါကြောင့်ဒီတော့တော်တော်တော့ဒီနာစကားပြောနေတာလည်းတော်တော်များပါတယ်နော်အဲ့တော့ငကရောပမတုတ်တန်ဆိုတာလေးကိုပြောဖို့အတွက်ဒါနေတန်းစကားလေးဒီချိန်ကဆက်ဆက်မှုရှိအောင်ဟောတရားနာခြင်းရဲ့အခန့်ကဏ္ဍအရေးကြီးတယ်ဆိုတာကိုလည်းပဲသတိထားမိအောင်ပြီးတော့စောစောကဂါထာတော်ထဲမှာဒီခန္ဓာကိုယ်ကြီးကိုပွဲပြက်ထွက်တဲ့မြေအိုးတစ်လုံးနဲ့တူတယ်လို့သိရမယ်ဒါဆိုရင်တော့နောက်ဒုတိယချက်မှာပြောလို့စိတ်ကိုကြတော့ခိုင်မာစွာတည်ဆောက်ထားတဲ့လုံလုံခြုံခြုံတည်ဆောက်ထားတဲ့မြို့ကြီးတူနဲ့တူအောင်လုပ်ရမယ်လို့ပြောတယ်ဖြစ်စေရမယ်အဲ့ဒီစကားလေးကိုကြည်ချဲပြီးတော့နားလည်ရအောင်နော်အဲ့ဒါကဘာလဲဆိုတော့ငကရောပမတုတ်တန်ဆိုပြီးတော့ဒါလိုက်မြို့ကြီးတူနဲ့ဥပမာပေးပြီးတော့မြတ်စွာဘုရားဟောတာဒီတုတ်တန်ရဲ့အနှစ်သာရကပြောရလို့ရှိရင်တရားတော်တို့ရဲ့ခန္ဓာတိုင်းပြည်ကိုခန္ဓာတည်းဟူသောမြို့ကြီးကိုစိတ်တည်းဟူသောမြို့ကြီးကိုနောက်အလိုဆန္ဒတည်းဟူသောယန္တုအကျဉ်းတမ်းမှုတည်းဟူသောယန္တုအမှန်တရားကိုမသိမှုတည်းဟူသောယန္တုလောဘဒေါသမောဟနော်ဒီယန္တုတွေဝင်မလာအောင်ဘလို့ကာကွယ်ဆောင်ရှောက်ရမလဲဆိုတာလေးကိုမြတ်စွာဘုရားကပြောပြထားတာ။ဒါမြတ်စွာဘုရားကဒီသုတ်တံမှာယန္တုတဲ့မြို့ကြီးတစ်မြို့ဟာနော်အင်မတန်ခိုင်ခန့်တဲ့ကောင်းမွန်တဲ့အချမ်းရံကြီးခုနှစ်ခုနဲ့လည်းပြည့်စုံတယ်။အားကြီးတဲ့အကြောင်းအထောက်ပံ့အာဟာရတရား၄ပါးနဲ့လည်းပြည့်စုံမယ်ဆိုလို့ရှိရင်ဘယ်လိုယန္တုကမှဒီမြို့ကိုဝင်ပြီးတော့မနှိမ့်ဆက်နိုင်မနှောင့်ယှက်နိုင်ဘူးမဖြစ်စေနိုင်ဘူးတဲ့အမြို့ကြီးမှာအချမ်းရံတစ်ခုရှိရမယ်ခုနှစ်ခုရှိရမယ်တဲ့အာဟာရလို့ဆိုတဲ့အကြောင်းအထောက်ပံ့အားကြီးတဲ့အကြောင်းအထောက်ပံ့ကြီး၄ခုရှိရမယ်တဲ့ဒီနေ့မှာအာဟာရလို့သုံးတာလေးကိုသိထားနော်အာဟာရလို့ပြောရင်ဒီကမှာလို့ဦးဇင်းတို့ကဘာကိုပြည့်မြင်လို့စားစရာတွေတောက်စရာတွေကိုပြည့်မြင်ဟုတ်တယ်အဲ့ဒါလည်းအာဟာရပဲအဲ့ဒါကကဗလိကာရအာဟာရနော်ရုပ်အာဟာရအာဟာရကနာအာဟာရလို့လည်းရှိသေးတယ်နော်ဟုတ်လားမနောတင်စေတနာအာဟာရပတ္တအာဟာရဝိညာဏအာဟာရဆိုပြီးတော့နာအာဟာရတွေရှိတယ်အာဟာရဆိုတာဓာတ်ရိုက်ဘာသာပြန်လို့ရှိရင်အားလည်းဆိုရင်အကြောင်းအထောက်အပံ့ဒါကြီးဖြစ်သွားဖို့အတွက်သူအကြောင်းအထောက်အပံ့နေနဲ့ကျေးဇူးပြုတာအခုဒီရှင်းတန်းနေတဲ့ဒီယုတ်ကာယကြီးတကယ်တမ်းကစတောက်ထားတဲ့အာဟာရရဲ့အကြောင်းအထောက်အပံ့ကိုမြည်ပြုပြီးတော့ရှင်းနေတာဟုတ်တယ်မဟုတ်လားခုမမကလေးထိုင်းနေနိုင်တာပြုံပြုံရွှင်ရွှင်လေးနော်လန်လန်ဆန်းဆန်းလေးနေနိုင်တာအဲ့ဒီအာဟာရရဲ့အစွမ်းတတိကိုဟုတ်တယ်မဟုတ်လားအဲ့ဒါဒီမှာမြတ်စွာဘုရားကဒီမျိုးကြီးမှာအချက်အရခုတစ်ခုရှိမယ်အကြောင်းအထောက်ပံ့အာဟာရ၄မျိုးပြည့်စုံမယ်ဆိုလို့ရှိရင်ဒီမျိုးကြီးကိုအမလို့ယန္တုမှဝင်ပြီးတော့ပြိဋ္ဌာန်နိုင်ဘူးတဲ့တတ္တဟိနဂရပရိခါရေဟိသူပရိခိတံကောင်းကောင်းဆောင်ရှောက်ထားတဲ့အချမ်းရံကြီးခုနှစ်ခုရှိမယ်စတုံနေစအာဟာရ၄မျိုးသောအာဟာရကိုလည်းပဲနေကာမလာပြီးဟောဒီအကိစ္စလာပြီးအကတိရလာပြီးမပင်မပန်းချမ်းချမ်းသာသာရလွယ်လွယ်ကူကူရတယ်နော်အာဟာရ၄မျိုးကိုလည်းလွယ်လွယ်ကူကူရတယ်နောက်ကောင်းကောင်းဆောင်ရှောက်ထားတဲ့အဆောင်ရှောက်ကြီးခုနှစ်မျိုးနဲ့လည်းပြည့်စုံတယ်အဲ့ဒါဆိုရင်အဲ့ဒီမျိုးကြီးကိုဘလို့ရန်သူကမှဝင်ပြီးတော့မနှိမ့်ဆက်နိုင်ဘူးမနှောင့်ယှက်နိုင်ဘူးအဲ့လိုဆိုလို့ရှိရင်ဦးဇင်းတို့နောက်အချမ်းရံကြီးခုနှစ်ခုကပါလေဆိုတော့နံပါတ်1အလွန်ခိုင်မာတဲ့ညီကြီးထဲမှာအလွန်လက်စွာတူးပြီးတော့စိုက်ထားတဲ့တကားတိုင်းရှိရမယ်တဲ့မြို့ကိုရှိတော့မြို့တွေကိုခိုင်ကောင်းတိဆောက်တဲ့နေရာမှာအတွင်းမှာတစ်ထပ်အပြင်မှာတစ်ထပ်အထက်ထပ်ပေါ့နော်အဲ့ဒီမှာတကားပေါက်ဆိုတာကအလွန်ရေးပါတယ်အဲ့ဒီတကားပါပဲဝင်ပြီးတော့ဝင်ရထွက်ကြတာအဲ့တကားတိုင်းဆိုတာတကားတက်ထားတဲ့တိုင်ပေါ့နော်အဲ့ဒီတကားတိုင်းကအရန်ခိုင်မာမှလုံခြုံရေးမှာမဖြစ်တော့
ကောင်းတာနော်တုံးတယ်ရှင်တို့မြင်းတို့လူအင်အားနဲ့နော်တွန်းကြိုးလို့မရတဲ့ဖြည့်ဆည်းလို့မရတဲ့တကားလိုက်တာမြတ်စွာဘုရားမြေကြီးထဲမှာအလွန်နဲ့စွာတူးပြီးတော့မြုပ်ထားတဲ့မြေဝန်အလွန်နဲ့တဲ့အလွန်ခိုင်ခန့်တောင်တင်းတဲ့တကားလိုက်ရှိတယ်တုံးတယ်ရန်သူဖြည့်ဆည်းပြီးတော့ဒီထဲကိုဝင်လာလို့မရဘူးဒါနံပါတ်1ကတကားလိုက်နောက်နံပါတ်2ကဘာလဲဆိုတော့နံပါတ်2ကအလွန်နဲ့စွာကျေစွာတူးထားတဲ့ကျုံရှိရတယ်ကျုံဆိုတာမန္တလေးရောက်ရင်သိမှာနော်ရန်သူတွေလည်းဝင်မလာအောင်ကျုံကလည်းအမျိုးမျိုးလိုရှိတယ်အကြီးထည့်ထားတဲ့ကျုံရှိတယ်ရွှက်တွေနဲ့အောက်ကညောင်တွေရှူးတွေလွယ်တကူဝင်လို့မရအောင်ရေထဲဆိုတဲ့ချို့မိချောင်းတွေဘာတွေမွေးလာတာရှိအောင်နော်အဲ့လိုမျိုးရန်သူဝင်မလာအောင်ပတ်လည်းအလွန်နဲ့တဲ့အလွန်ကျေတဲ့ကျုံကြီးလည်းရှိမယ်ဆိုရင်ဟုတ်လားအချမ်းရ9မျိုးကိုပြောတယ်နော်တကားတိုင်းရဲ့ကျုံရဲ့အမျိုးရှိသွားဟုတ်လားနောက်ဦးဇင်းတို့3ခုမြောက်ကဘာပြောလို့ဆိုတော့အနုပရိယာယပထောတယ်အလွန်ကျေပြန့်တဲ့နော်မြင်မာတဲ့နေရာမှာလောက်ထားတဲ့ပတ်လေလမ်းမကြီးရှိနေတယ်ရန်သူတွေဘယ်လာလဲလို့အပေါ်ကြီးကနေကြည့်လို့ရတယ်တိုက်ခိုက်ဖို့အတွက်ကိုယ့်ဘက်ကဂွင်ကောင်းတဲ့ဟုတ်လားမြင့်မာကျေပြန့်ခင်းထားတဲ့လမ်းပတ်လေကြီးရှိအခုဦးဇင်းတို့မြို့တွေကိုလေ့လာကြည့်လို့ရှိရင်လေပြင်ဘက်ကကြည့်ရင်တော့မြို့ရွေးကြီးစောက်ကြည့်လို့နော်အတွင်းထဲမှာတော့သူကပြေလျှော်လေးရှိတယ်အဲ့ဒီကနေတစ်ဖက်ရန်သူကိုတိုက်လို့ရတယ်ဟုတ်လားအလွန်ကျေပြန့်တဲ့မြင့်တဲ့လမ်းမကြီးပတ်လေလမ်းမကြီးရှိတယ်ဒါကရန်သူတွေကိုတိုက်ခိုက်ဖို့အတွက်နော်နေရာကောင်းပေါ့ဟုတ်လားအဲ့ဒါခုရှိသွားတယ်နော်သုံးခုရှိသွားတယ်နော်ဧတိကဆိုတဲ့တကားတိုင်းနော်ပရိဒါလို့ပိခါလို့ဆိုတဲ့ကျုံဟုတ်လားအနုပရိယာယပထောလို့ဆိုတဲ့အလွန်ကျေပြန့်မြင်မာစွာနော်ခင်းထားတဲ့ပတ်လေလမ်းမကြီးရှိရတယ်နောက်၄ကဘာပြောလို့ဆိုတော့ဘဟုများစွာသောအာဟုဒလက်နက်တို့ကိုတန်တိရှိတံသို့မိထားတဲ့သိရှိတံလက်နက်တွေနိုင်ရှိတယ်တဲ့။ညားတွေရှိမယ်ဓာတ်တွေရှိမယ်တန်တွေရှိမယ်ပြစ်ဖို့ထိုးဖို့ခုတ်ဖို့ဤမျိုးစုံနဲ့တက်လောင်မှတ်လောင်လုပ်ထားတဲ့လက်နက်ပေါ့နော်ဒီကိစ္စဆိုရင်လုံးပြောကြကောင်းမှာနော်လက်နက်ရဲ့အားလည်းပဲတိုင်းပြည်ရဲ့အားပဲလေဟုတ်တယ်မဟုတ်လားအဲ့ဒါချို့လက်နက်ကအရန်ဆွမ်းတက်တဲ့လက်နက်တွေရှိနေရဆိုရင်အဲ့ဒါဘာဖြစ်လို့သူများလာပြီးတော့အနိုင်ကျင့်လို့မရဘူးဒါရိုးရိုးလေးပဲနော်ဒီဥစ္စာဟုတ်လားဒါကြောင့်ဆိုလူတယောက်ကဓာတ်ကင်ထားတယ်သူတုံးတယ်နဲ့သွားပြီးတော့နှိမ့်ဆက်လို့မရဘူးသူ့လက်ထက်ကဓာတ်ကိုကြောက်ရတယ်သူ့ကိုမကြောက်ပေမလို့လက်နက်ကိုကြောက်ရတယ်လက်နက်ရဲ့အစွမ်းတော့ဟုတ်လားအကျိုးဆိုပြောရတယ်အလွန်ကောင်းပါလေဒါတွေကဟုတ်လားတော့ပါရှိရမလို့များစွာစုစည်းထားတဲ့လက်နက်ရှိရမယ်လက်နက်မရှိရင်ရန်သူရဲ့နှိမ့်ဆက်တာကိုအလွယ်တကူခံရမယ်ဟုတ်လားလက်နက်ရှိရမယ်တဲ့နောက်၅ခုမြောက်ရှိရမယ့်အချမ်းရံကဘာလဲဆိုတော့ဘဟုပလကာယောတဲ့များစွာသောစစ်သူရဲတွေရှိရမယ်တဲ့နောက်စင်စီသေးရဲ့မြင်းစီသေးရဲ့နောက်အလုံးအားကောင်းတဲ့စင်ကြောင်ကြီးများလို့အားနဲ့တိုက်ခိုက်နေတဲ့သေးရဲ့နောက်အလုံးတွက်လက်ဖြက်လက်တဲ့ရန်သူရဲ့ခေါင်းကိုလွယ်ကူဖြတ်လာနိုင်တဲ့နောက်အထူးအခုတ်အသက်ကိုကျွမ်းကျင်တဲ့လင်းမြန်ဖြတ်လက်တဲ့ဒီလိုရွယ်စံတတိနဲ့ပြည်စုံတဲ့သေးကောင်းတွေလည်းရှိရမယ်အများကြီးပဲမြတ်စွာဘုရားအဲ့ဒီမှာအသေးစိတ်ဟောတယ်နော်သူရဲကောင်းစစ်တွေလည်းရှိရဟုတ်လားအဲ့ဒါကိုစုံအောင်ဟောတယ်အဲ့ဒီမှာနော်မြို့ကြီးခိုင်မာဖို့ဆိုလို့ရှိရင်ဒီလိုသူရဲကောင်းစစ်တီတွေလည်းအများကြီးရှိရမယ်တဲ့၅ခုရှိသွားတယ်နော်နောက်6ခုကပါလဲဆိုတော့ဒေါဝါရီခေါ်တယ်နော်တိတူသာလက်ခံမယ်တိတူကိုလက်ခံဖို့ဆုံးဖြတ်နိုင်မှရှိတဲ့ရဲရင်တဲ့တကယ်စောင့်တကယ်မှုလည်းရှိရမယ်တဲ့ဟုတ်လားတကယ်မှုရှိရမယ်ဒီတဲ့ကိုဘယ်သူဝင်มาလဲဒီတဲ့ကဘယ်သူထွက်သွားมาလဲနော်စုံစမ်းထောက်လှမ်းမှုဆိုတာအလွန်တရာအရေးပါတယ်ပေါ့နော်အဲ့ဒါတွေနဲ့တိုင်းရှင်းပြီးတော့တွေးစရာကောင်းတယ်ပေါ့နော်တကယ်မှုဆိုတာဒါရှိခေတ်ကတော့တကယ်မှုလို့သုံးရတာပေါ့နော်သူခင်တဲ့သူ့အခါနော်ဒါပေမဲ့အခုခေတ်ကျတော့တကယ်မှုလို့သုံးလို့ရဘူးလားအခုခေတ်ကျတော့တကယ်မှုနေရာမှာဘာလို့ထည့်ပြီးတော့ပြောကြည့်မလဲနော်စုံစမ်းထောက်လှမ်းရေးလို့ပြောလို့ရတာပေါ့နော်ဘယ်သူတွေသွားနေလဲဘယ်သူတွေလာနေလဲဘယ်သူတွေဘာတွေလုပ်နေလဲသိဖို့လိုတယ်နော်ဒီဥစ္စာမသိခံရမှာပေါ့ဟုတ်တယ်မဟုတ်လားလက်နောက်ဦးဇင်းတို့ခုနှစ်ခုမြောက်ပြည်စုံမှာပါလဲဆိုတော့အာကာရောတဲ့အလွန်မြင့်မြင့်မားများတိဆောက်ထားတဲ့အင်္ဂလိပ်နဲ့အချောကင်ထားတဲ့ဘလို့တော်မှတက်ဖို့မလွယ်တဲ့တရားကြီးလည်းကာထားရမယ်တဲ့ဟုတ်လားတရားကြီးကာထားရမယ်နောက်တရားကိုမြတ်စွာဘုရားဘလို့ဟောလို့မြင့်ရမယ်တဲ့ဟုတ်လားတရားကနှိမ့်ရင်ကြောဝင်ပါဘူးဟုတ်လားတရားပါလို့ရမယ်မြင့်ရမယ်တဲ့တက်လို့မရအောင်တရားကအင်္ဂလိပ်နဲ့အချောကင်ထားရမယ်တဲ့ချောနေရအောင်မယ်တဲ့အဲ့ဒါစာထဲမှာအတိအကျပြောတယ်နော်ဒါမှလုံခြုံမှုအားကောင်းမယ်ပေါ့ဟုတ်လား
လို့ရှိရမယ့်အချမ်းရဘယ်နှခုလဲခုနှစ်ခုနော်တကားလည်းကြီးခိုင်ခိုင်စားရမယ်နော်ကျေကျေနဲ့တူထားတဲ့ကျုံကြီးလည်းရှိရမယ်နော်ပတ်ပတ်တဲ့လမ်းမကြီးမြင့်မြင့်မာမာကျေတဲ့ပြန်ပြန်ခင်းထားတဲ့လမ်းမကြီးလည်းရှိရမယ်အလုံးများပြားတဲ့လက်နက်တွေကိုလည်းစုဆောင်းထားရမယ်နော်အလုံးစိတ်ဓာတ်ခိုင်မာတဲ့ရင်းရင်တတိနဲ့ရေစံတတိနဲ့ပြည်စုံတဲ့သူရဲကောင်းတွေလည်းရှိရမယ်နော်စိတ်ဆက်သေးကြတဲ့ဉာဏ်ပညာရှိတဲ့ထက်မြက်တဲ့တကယ်မှုလည်းရှိရမယ်အပြီးတော့မပြောတော့မြင်မာတဲ့အချောကင်ထားတဲ့ဥဒ္ဒရာကြီးလည်းရှိရမယ်တဲ့ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်သူကလုံးကျုံတယ်ပေါ့သို့တော့ဘာချမ်းနေသေးလဲဆိုတော့ဒီဘက်ကယန္တိမဝင်အောင်သာကိုကလုံးကျုံရေးလုံးထားရုံနဲ့မပြည့်စုံဘူးအထဲထဲဘာစားအောင်လဲဆိုတာရှိသေးတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့အထဲထဲကလူတွေအတွက်ဘာရှိအောင်ဆိုအာဟာရရှိရမယ်နော်အဲ့ဒီအာဟာရကို၄မျိုးမြတ်စွာဘုရားပြောတယ်အဲ့ဒီအာဟာရဘာလဲဆိုတော့ထင်းတယ်မြက်တယ်ရေတဲ့ဟုတ်လားဒါခုခေတ်နဲ့တူပဲလေခုခေတ်ဆိုရင်တော့ထင်းဆိုတဲ့နေရာမှာလေအစင်မီလို့သုံးမယ်ဆိုရင်သုံးလို့မရဘူးလားမင်းမလားလို့ဒုက္ခရအောင်နေတာလေဒီလိုဟုတ်တယ်မဟုတ်လားနော်ထင်းရှိရမှာနော်မြက်ဆိုတာဘာလဲမြက်ဆိုတာရှိတော့အိတ်ဆန်တွေပဲခိုင်းရတာဟုတ်လားစင်တွေနွားတွေကျွေးတွေမြင်းတွေဒါတွေကိုပဲစက်နေရမှာသုံးရတာခုခေတ်ဆိုရင်တော့ဦးဇင်းကတော့ခေတ်ကြီးကြီးပြောရရင်တော့ပေါင်စားစီလို့ပြောရမှာပေါ့ဟုတ်တယ်မဟုတ်လားဒီမြက်ကရှိဖို့လိုတယ်နော်ပြီးတော့ဘာလို့လဲရေတဲ့ဒါမရှိမဖြစ်ကုန်ရမ်းနေပေါ့ဟုတ်လားဒါရှိမှလုံခြုံမှုရှိမှာနော်ဒါဦးဇင်းတို့နံပါတ်1၄ပါးသောအာဟာရတွေကနံပါတ်1အာဟာရနော်မြက်ရထင်းရတက်သားရရေရအဲ့ဒါကိုစုဆောင်းထားရမယ်တဲ့လောက်မှအောင်စုဆောင်းထားရမယ်ပြီးတော့နံပါတ်2အာဟာရကဘာလဲဆိုတော့စဘာအမျိုးမျိုးနော်အဓိကအာဟာရဓာတ်ဖြစ်မဲ့ပြီးမဲ့အသက်ရှင်သန်ဖို့အတွက်လိုအပ်တဲ့စဘာတတိစဘာမယောစဘာလို့အလိုသုံးတယ်နောက်နံပါတ်3ကဘာလဲဆိုတော့ပဲအမျိုးမျိုးတဲ့စံကြီးစားရတာပေါ့ဟုတ်လားအသားတော့ထည့်ဟောထားတာမတွေ့ဘူးဗျစိတ်ဝင်စားတယ်ကောင်းတယ်နော်အသားထည့်ဟောထားတာမတွေ့ဘူးပဲနဲ့စံနဲ့ပဲဆိုရင်အသက်ရှင်လို့ရပါပြီဟုတ်လားအဲကြောင့်ဘုန်းဘုန်းတို့လည်းပဲဒီရှိဖြည်းဖြည်းနဲ့အသားကတော့ဖြုတ်မလို့အောင်းနေတာဟုတ်လားနော်နောက်၄ခုမြောက်အာဟာရကဘာလဲဆိုတော့စေးတဲ့နော်စီဦးထောပတ်ပြားရည်ဟုတ်လားအဲ့ဒီလိုမျိုးအာဟာရကိုဘယ်နှမျိုးပြောလို့၄မျိုးပြောတယ်အဲ့ဒီလိုမျိုးအချမ်းရံကြီး9မျိုးနော်အာဟာရ၄မျိုးနဲ့ပြည့်စုံမယ်ဆိုရင်ဒီမျိုးကိုနော်ဘလို့ရန်သူကမှဝင်ရောက်နှောက်ယှက်ဖြစ်စီလို့မရနိုင်ဘူးအနိုင်အထက်ပြုလို့မရနိုင်ဘူးလို့မြတ်စွာဘုရားလိုဟောတယ်ဒါကဥမာပြောတာနော်ဟုတ်လားတကယ်ပြီးပြီလို့ရင်အနေနဲ့ကပါလေအဲ့ဒီခန္ဓာကိုယ်ကြီးဆိုတာတနည်းအားဖြင့်ဒီစိတ်ဆိုတာဒါမြို့ကြီးဆိုတာဒါကိုပြောတာမြို့ကြီးဆိုတာဒီစိတ်ကိုပြောတာဟုတ်လားဒီခန္ဓာကိုယ်ကိုပြောတာအဲ့တဲ့ပြောရင်စိတ်ကိုပြောတာကိုကောင်းတယ်ပေါ့နော်ဒီစိတ်ကိုဇာကဒေါသမောဟဆိုတဲ့ပြန်သူဝင်မလာဖို့အတွက်နော်အချမ်းကြီးခုနှစ်ခုအာဟာရကြီး၄ပါးနဲ့ပြည့်စုံအောင်ကြိုးစားရမယ်အဲ့ဒါမြတ်စွာဘုရားကစိတ်ရှိလက်ရှိသောတော်ကမြို့မှာရှိရမယ်နော်ကောင်းမွန်တဲ့အဆောင်လျှောက်လို့ဆိုတဲ့အချမ်းရံကြီး9မျိုးကိုတခုချင်းစီမြတ်စွာဘုရားပြောပြတယ်ပထမအချမ်းရံကပါလေတကားတိုင်းတဲ့နော်ခိုင်စွာစောက်ထားတဲ့စိုက်စောက်ထားတဲ့တကားတိုင်းကြီးရှိရမယ်သုံးတိုင်းရံသူဝင်လို့မရဘူးဒီတကားဘောက်ကိုဖြစ်စီလို့မရဘူးနော်အဲ့ဒီတကားတိုင်းဆိုတာဘာလို့ပြောတာဆိုရင်တတ္တတရားကိုပြောတာတဲ့ယုံကြည်မှုကခိုင်မာဖို့လိုတယ်နော်အမှန်တရားရဲ့ပုံမှာယုံကြည်မှုကခိုင်မာဖို့လိုတယ်ယုံကြည်မှုကိုမတုံ့ဝဘူးမလှုပ်အောင်တော့ဒီနေရာမှာဦးဇင်းတို့ယုံကြည်မှုဆိုတာခြေခံအဖြစ်ပါလေမြတ်စွာဘုရားဒီထဲမှာဘုရောတိုင်းလေးပဲဖွင့်ပြတယ်ယုံကြည်မှုဆိုတဲ့တတ္တတရားဆိုတာတဲ့မြတ်စွာဘုရားရဲ့ဂုဏ်ကြီးသွေးကိုယုံကြည်တာကိုပြောတာပါတဲ့မြတ်စွာဘုရားရဲ့ကိလေသာငြိမ်းဖို့တော့တရားလုံးစုံကိုသိဖို့နော်အကျင့်တွေအတိတွေနဲ့ပြည့်စုံဖို့နော်စကားကောင်းကိုပြောဆိုတော်မူတဲ့ပုံဟုတ်လားပိဋကတို့ကောင်းထဲမှာရှိပြီးသားပရာဇဘဝရှုဥပါသောကုနော်ဒါကိုစိတ်ထဲကလိုက်လိုက်လေလေဘုရားမှာဒီကုံရှိတယ်လို့ယုံကြည်ရင်အဲ့ဒါပါလေတဏှာတရားပဲဟုတ်တယ်အဲ့ဒါကိုယုံရင်သူတော်ကောင်းတရားရဲ့ကိုလည်းယုံပြီးသားဖြစ်တယ်အရိယတန်ခါကိုလည်းယုံပြီးသားဖြစ်တယ်ကံကံရဲ့ကျိုးကိုလည်းယုံပြီးသားဖြစ်တယ်ဟုတ်လားအဲ့ဒီယုံကြည်မှုကအဖြစ်ရမှာလေခိုင်မြဲရမယ်ခိုင်မာရမယ်တော့ဘွဲပုံထဲမှာစိုက်ထားတဲ့တိုင်းလို့မဖြစ်ရဘူးနော်ကြောက်သားထဲမှာအခုကိဆိုလို့ရှိရင်တော့ပြီးလည်းမြေခေါင်းပေါင်းနဲ့တကယ်ကိုခိုင်မာနှင်းကြီးတူးပြီးတော့ကြောက်ဝေးလောင်းပြီးတော့စိုက်ထားတဲ့တကယ်တိုင်းမျိုးပေါ့ဟုတ်လားအဲ့ဒါတကယ်တိုင်းကခိုင်မာမှတာနေနော်ယုံကြည်မှုကလည်းခိုင်မာမှတာနေတ
ဒါကတော့ဒီလိုပေးကင်းရန်ရှိမယ်ပေါ့ဆိုလိုတာဟုတ်လားဒါကြောင့်တရားတိုင်းဆိုတာဘာကိုပြောတာတော့တတ္တတရားကိုပြောတာဟုတ်လားဒီယုံကြည်မှုခိုင်မာဖို့လိုတယ်ဆိုတာလေးကိုပုံပေါ်စေတာပေါ့နော်တရားတိုင်းကခိုင်မာဖြစ်တယ်နောက်တရားတိုင်းကြီးယာယီနေတယ်တရားတိုင်းကြီးကအဲ့တော့တွန်းလိုက်တဲ့နဲ့ကျွတ်ကျွတ်သွားလို့ရှိရင်ဘာလို့ယုံမှုမှမရှိဘူးဟုတ်လားဒါကြောင့်ဒီတရားတိုင်းကိုခိုင်မာအောင်စိုက်နိုင်ရတယ်တရားတိုင်းခိုင်မာခြင်းနဲ့ဆိုရင်ဘာလို့ရမလဲဆိုတော့တရားထဲမှာဒီလန်းလေးပေးထားတာတော့ပါတယ်အဲ့ဒါဘာပြောလို့ဆိုတော့တရားများများနာရမယ်တဲ့အဲ့မြတ်စွာဘုရားရဲ့ဒီကနာတွေကိုအများကြီးလေ့လာလိုက်စားရမယ်ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့စွမ်းရည်တတ္တိတွေကိုအများကြီးသိနိုင်ဩဒါဘုရားမို့လို့ဒီလိုဟောနိုင်တာဘုရားသာမဟုတ်ဘူးဆိုရင်ဒီလိုပြောနိုင်တရားဟောနိုင်စရာအကြောင်းကိုမရှိဘူးလို့ဘုရားရဲ့အရှိအသေးကိုတရားကိုနားကြည့်ခြင်းအပြင်သိနိုင်တယ်ပေါ့တနည်းအားဖြင့်လည်းတရားနာလို့နော်ကိုယ့်ရဲ့စိတ်ထဲမှာအမှန်အကန်သဘောပေါက်သွားတဲ့အခါမှာယုံကြည်မှုကလည်းပဲနော်တိတဲ့ဉာဏ်နဲ့ရှင်းပြီးတော့တခါလေအများကြီးတက်မလာရောလားအဲ့ဒီဉာဏ်နဲ့ရှင်းတဲ့ယုံကြည်မှုကမှစိတ်ချရတာနော်ဟုတ်လားပြောရလို့ရှိရင်တရားကိုအားထုတ်တရားနာမှလည်းတရားလည်းအားထုတ်နိုင်တာပဲလေတရားအားထုတ်လို့တိလာပြီးမြင်လာပြီးဆိုတော့မှအဲ့ဒီအတိကပါလာတဲ့အဲ့ဒီအတိနဲ့တွဲပြီးတော့ဖြစ်တဲ့ယုံကြည်မှုကသာလည်းစိတ်ချရတာတရားရဲ့အရာတာကိုတကယ်ခံစားရမှဒီအရာတာကိုရစေတဲ့မြတ်စွာဘုရားသူတော်ကောင်းတရားသံဃာတော်ရှင်မြတ်တို့ဒီလိုမျိုးစေတနာမြတ်သုံးပါးရဲ့ပုံမှာယုံကြည်တဲ့ကြည်ညိုတဲ့တရားကခိုင်မြဲတာဟုတ်လားသိကောင်းတာကိုရမှအဲ့ဒီသိကောင်းတာကိုပေးတဲ့လူကိုကျေးဇူးတင်တာပေါ့ကိုကသိကောင်းတာကိုရဖို့မလိုဘူးလားလိုတယ်နော်ကိုကဘာမှကောင်းကောင်းကံကံဒါနဲ့ပတ်သက်ပြီးတော့ကောင်းတာလည်းမရဘူးဘာမှလည်းခံစားမှုလည်းမရှိဘူးဆိုရင်တော့ကပ်ပေါ်ပေါ်ပဲပေါ့ဟုတ်လားအခုစိတ်ထဲမှာဩဒါအလုံးကောင်းတာပဲဒီလောက်ကောင်းတဲ့ဟာကိုဘာကြောင့်ရလဲဆိုတဲ့အတွေ့အမျိုးထိတော့ရောက်အောင်သူတော်ကောင်းတရားကိုအထုံးနိုင်မှာမလိုဘူးလားလိုတယ်နော်သူတော်ကောင်းတရားကိုအထုံးဖို့ရှိရင်သူတော်ကောင်းတရားကိုနာယူမှုနဲ့အရင်ပြည့်စုံမှသာလည်းလုပ်နိုင်တာဟုတ်လားတော့ဒါကတရားလေးကိုတော့တကားလိုက်အဲ့တော့ဦးဇင်းတို့နံပါတ်2ပြည့်စုံရမယ့်အချိန်ကဘာလဲတော့ကျုံနဲ့နတ်စွာကျေစွာတူးထားတဲ့ကျုံကြီးရှိရဟုတ်လားအဲ့ဒီကျုံဆိုတာဘာပြောတာလဲဆိုတော့ဟိရိတရားကိုပြောတာဟိရိဆိုတာကဘယ်လိုနားလဲပါလဲဒါမှကောင်းတဲ့အကုသိုလ်အမှုတွေကိုပြုရပြောရတူးရမှာကိုရှက်တယ်ဆိုတဲ့သဘောဟုတ်လားအဲ့ဒီအရှက်ကြီးတာရှက်တဲ့ရှက်ထိုက်တဲ့အရာကိုရှက်အကောင်မှသိပြီးတော့မလုပ်ချင်ဘူးရှက်တယ်ဟုတ်လားအဲ့ဒီရှက်တယ်ဆိုတဲ့ဥစ္စာကဘာလဲတော့ကျုံမယ်တဲ့အဲ့ဒီအရှက်တရားလေးကိုတော့ကျုံကြီးရန်ထားတယ်ဆိုရင်အကုသိုလ်လေးကိုတော့ရန်လို့မလို့မရအောင်ဟုတ်လားအဲ့ဒီအရှက်ကအကုသိုလ်ကိုအများကြီးကာကွယ်နိုင်တယ်ဒါကဦးဇင်းတို့အရှက်ကြီးဖို့ဆိုလို့ရှိရင်အကုသိုလ်ရဲ့အဖြစ်ကိုများများမြင်တဲ့ဉာဏ်ပညာရှိရတယ်နော်တဝါတော်မောဟများလာပြီဆိုရင်ကာယဒုစရိုက်ဝစီဒုစရိုက်တွေမှာဆက်ပြီးတော့လွန်ကျူးတယ်အဲ့ဒီလောဘဒေါသမောဟအကုသိုလ်တွေကိလေသာတွေဟာဖြစ်စဲမှာလည်းပဲကိုယ်လောင်နဲ့ပင်ပန်းနေဒါအလုံးထင်ရှားပါတယ်ဟုတ်လားပြီးရင်လည်းပဲမှားယွင်းတဲ့အပြုအမူအပြောဆိုအတွေ့အကြုံတွေဆက်ဖြစ်ပြီးတော့နော်ဆင်းရဲတဲ့အကျိုးပေးတွေဆက်ပြီးတော့များနိုင်ဘူးလားရှားလိုက်တယ်တော့တွက်ကြည့်လို့ရှိရင်အကုသိုလ်မှုတွေကရှင်းစရာပဲဆိုတာအလုံးထင်ရှားတယ်လူစင်စစ်ကနေကိုယ်ကြီးဖြစ်သွားမယ်နွားကြီးဖြစ်သွားမယ်ဆိုကြပါစို့တကယ်လို့များသိနိုင်လို့သိရမယ်မြင်နိုင်လို့မြင်ရမယ်ဆိုတော့တော်တော်ရှင်းစရာမပါဘူးလားမိဘတွေသိလို့ကိုယ်ဖြစ်သွားတယ်ဝက်ဖြစ်သွားတယ်သာသမီတွေကလည်းအတိအကျသိလို့တသိနဲ့ပြနိုင်မယ်ဆိုတော့အဲ့ဒီသာသမီတွေတော့အရှင်းမရဘူးလားရမှာနော်အဲ့လိုလူကနေကိုယ်ဖြစ်သွားဝက်ဖြစ်သွားမဆိုလို့ပြလိုက်တာအကုသိုလ်ကလောက်လိုက်တာပေါ့အကုသိုလ်ဆိုတာကိုပြစ္ဆုတ်ပါမှာလည်းပဲကျုံရင်ချမ်းတဲ့တဲ့အကုသိုလ်တွေလုပ်လို့သူများသိရင်လည်းရှေ့ရတယ်ဟုတ်လားနောက်တစ်ချိန်မှာအကျိုးပေးကလည်းပဲရှက်စရာအကျိုးပေးတွေကိုဖြစ်စေတတ်တယ်ဒါကိုသိလို့ရှိရင်ဒါပညာပဲနော်အဲ့ဒီပညာအားကောင်းလို့ရှိရင်ဟိဒီဆိုတဲ့အရှက်တရားမှဖြစ်မလို့အားကောင်းအဲ့ဒီအရှက်အားကောင်းလို့ရှိရင်ကိုယ်စိတ်လေးဟူသောမြို့ကိုခိုင်မာမာနော်လက်စွာကျေစွာတူးထားတဲ့ကျုံကြီးရန်ထားတယ်ကောင်းတယ်နော်သူ့မှာလည်းသူဟုတ်လားကျုံသိပ်ကောင်းတယ်ဆိုရင်ရန်သူဝင်လို့မရဘူးနော်အကုသိုလ်ရဲ့အပေါ်မှာအရှက်ကြီးတယ်ဆိုရင်လည်းအကုသိုလ်ရန်သူဝင်လို့မရဘူးရှက်တဲ့စိတ်ရှိရမယ်ဟုတ်လားနောက်ဦးဇင်းတို့သုံးခုမြောက်ကြည့်ကြရမယ်အချမ်းရံကပါလဲတော့နော်ပတ်ပတ်တဲ့လမ်းမကြီးတဲ့အနုပရိယာယပတော်တဲ့ဟုတ်လားအလုံးမြင့်တဲ့အလုံးကျယ်တဲ့လမ်းမကြီးရှိတယ်အဲ့ဒါဆိုလို့ရှိရင်ကိုကရန်သူကိုပေါ်စီးရကြည့်ပြီးတော့တိုက်ခိုက်လို့မရဘူးလားကြာတော့တုံတိုင်းကိုကတ်လာလို့မရဘူးဟုတ်လားအဲ့ဒါကဘာကိုပြောတာလဲဆိုတော့ဣတိနဲ့တွဲရကမှရှိတယ်ဥဒ္ဒပနော်အကြောက်တရားဘာကိုကြောက်တာလုံးလုံးမေးရင်တော့ကြောက်တဲ့ကြောက်လိုက်တာကိုကြောက်တယ်
ကြောက်တဲ့ကြောက်လိုက်တာကပါလေဗျာအကုသိုလ်တရားနော်မကောင်းမှုအကုသိုလ်တွေပြုတ်ပြောတွေးရမှာကိုထိတ်လန့်တဲ့သဘောကြောက်ရွံ့တဲ့သဘောနော်ဒီအကြောက်ကတန်ဖိုးအလွန်ကြီးတယ်ပေါ့နော်အဲ့ဒီအကြောက်နဲ့လို့ဒါမှမဟုတ်ပြင်လို့မဟုတ်တာတွေတွေးမိတာပြောမိတာလုံးမိတာဟုတ်လားတကယ်လို့အဲ့ဒီအကြောက်အားကြီးမယ်ဆိုလို့ရှိရင်အကုသိုလ်မှုတွေအများကြီးနေကြကြောင်းမရှိဘူးလားရှိရနော်ဟုတ်လားဒါလည်းပဲအကုသိုလ်ရဲ့အပြစ်ကိုမြင်မှအကြောက်ကလည်းကြီးနိုင်တာအခုလည်းပဲဆင်းရဲစေတယ်ပူလောင်စေတယ်တောင်မှလည်းပဲဆင်းရဲစေတယ်ပူလောင်စေလိမ့်မယ်လို့အကုသိုလ်ရဲ့နော်မကောင်းတဲ့နေရာမှာစိုးတဲ့နေရာမှာအလွန်စွမ်းတဲ့ဒီအနေအထားကိုမြင်နိုင်လို့ဆိုရင်မကြောက်ကြဘူးလားကြောက်တယ်နော်မြတ်စွာဘုရားတော့အကုသိုလ်ရဲ့အပြစ်ကိုမြင်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးပေါ့အဲမြတ်စွာဘုရားတော့အတိမြင်ဆုံးဖြစ်တဲ့အတွက်ကြောင့်အကုသိုလ်ဆိုတာတတ္တဝါကိုဘလို့ဒုက္ခပေးနိုင်တယ်ဆိုတာကိုအကျဉ်းပြန်ဟောတာမရှိဘူးလားရှိတယ်အဲဒါကိုလက်တွေ့ဘဝနဲ့ရှင်းပြီးတော့ကိုကနားလည်မှုရှိမယ်ဆိုလို့ရှိရင်နော်အကုသိုလ်ကိုကြောက်တဲ့သဘောတော့ဒီနေရာမှာဦးဇင်းတို့အကုသိုလ်ကိုရှင်းတယ်ကြောက်တယ်ဆိုတဲ့ဟိရိဥဒ္ဒပနဲ့ပတ်သက်ပြီးတော့လည်းပြောစရာတွေကတော့အများကြီးရှိတယ်။ညာသောဖြင့်တာမန်ပုဂ္ဂိုလ်တွေရှင်းကြတယ်ကြောက်ကြတယ်ဆိုတာကကာယကံမရှိကအကုသိုလ်ဖြစ်မှတော့ကိုပဲရှင်းကြကြောက်ကြတာများတယ်။နော်စိတ်ထဲမှာမကောင်းတဲ့စိတ်တွေမကောင်းတဲ့အတွေးတွေဖြစ်ရမှာကိုတော့ရှင်းတဲ့သဘောကြောက်တဲ့သဘောကအလွန်နည်းတယ်။သိပြီးတော့ဒီကိုမထားမိဘူး။အပြောရရင်လူချင်းပဲမောတဲ့စိတ်တွေဖြစ်ရတာမကြည်တဲ့စိတ်တွေဖြစ်ရတာဒါရှင်းစရာဒါကြောက်စရာလို့အဲ့ဒီဒီအရှင်းအကြောက်ကိုရှစ်ထွင်ပြီးတော့ပြည့်စုံစွာနားလည်တဲ့ဘုံမလို့ဘူးလားဒါကြတော့ဆရာကောင်ကြောက်မှမသိမသိတော့ဘူးနော်ဇုံမလည်းမြင်တာမဟုတ်ဘူးလေဟုတ်လားကိုယ်စိတ်ထဲမှာဖြစ်နေတဲ့ယုံဉာဏ်မှုတွေဟုတ်လားအဲ့ဒါတွေကစရှစ်တယ်မယ်ကြောက်တယ်မယ်ဆိုရင်အများကြီးအကုသိုလ်တွေတော့လည်းအကြောင်းရှိဘူးလားရှိရနော်အဲ့ဒီအဆင့်ကြီးကြတော့အရှက်အကြောက်ကိုဘယ်လိုမှမဖြစ်တဲ့လူကမြင့်တင်ကြအောင်ပေါ့နော်ရှစ်တယ်ကြောက်တယ်ဘယ်လောက်ပဲရှစ်တော့တော့သူများသိမှတော့ပဲရှစ်တယ်ရာဇဝတ်တန်တက်မှတော့ပဲကြောက်တယ်ဒီလောက်ပဲအပေါ်ရန်သွားနေရတာဟုတ်လားတကယ်ဆိုရင်အရှက်အကြောက်ရဲ့အဓိပ္ပာယ်ကအများကြီးမကျေပြန်ဘူးလားကျင့်ပြတယ်နော်မြတ်စွာဘုရားကမကောင်းမှုကာယကံဝစီကံမနောကံကံသုံးပါးလုံးဟောတာနော်ကာယကံဝစီကံနဲ့ဟောထားတာမဟုတ်ဟုတ်လားဆိုတော့စိတ်ထဲမှာမကောင်းတဲ့အတွေးတွေဖြစ်တာကိုကရှက်စရာကြောက်စရာလို့နားလည်ပြီးတော့အရှက်အကြောက်ရှိရမှာအဲ့ဒီလိုမျိုးအကြောက်တရားနော်မမကန်ကန်ကြောက်တဲ့ကြောက်ထိုက်တာကိုကြောက်မယ်ဆိုရင်ဒါပတ်ပတ်နဲ့လမ်းမကြီးနဲ့ပြည့်စုံတယ်လို့ပြောတယ်ဟုတ်လားဒါအကျဉ်းသူကိုကာကွယ်တဲ့နေရာမှာအလွန်ထိရောက်တဲ့စနစ်လို့ဆိုနိုင်ဘူးလားအဟိဒီဆိုတဲ့စက်တရားကကျုံကြီးရန်တာဟုတ်လားဥဒ္ဒပဆိုတဲ့အကြောင်းတရားကပတ်ပတ်နဲ့လမ်းမကြီးရန်တာလေလာလို့မရဘူးဝင်လို့မရဘူးဟုတ်လားသုံးမျိုးရှိသွားပြီနော်သူကလည်းသူအလုံးအောင်ဝင်မကြနော်မြတ်စွာဘုရားကိုဟောနိုင်တာဟုတ်လားဒီလေးခုမြောက်ဆက်သွားရဟုတ်လားတေခုမြောက်ကဘာလဲတော့ဘဟုံအာဟုဒတန်လေးရှိတာအလွန်များပြားတဲ့လက်နက်တွေကိုစုဆောင်းထားလေတဲ့လက်နက်ကောင်းအောင်စုထားရမယ်တဲ့ဟုတ်လားအဲ့ဒီလက်နက်ကဘာကိုပြောတာလို့ဆိုတော့သုတ္တဆိုတာကိုပြောတာတဲ့ဟုတ်လားသုတ္တဆိုတာဖေတ္တုကြားဥပါလေသုတ္တဆိုတာအကြအမြင်ပေါ့နော်အထူးသဖြင့်သုတ္တဆိုတဲ့စကားလုံးကိုဘဟုဆိုတဲ့စကားလုံးနဲ့တွဲပြီးတော့မှတ်ကြတာမရှိဘူးလားဗျာရှင်းနော်ဘဟုသုတ္တဘဟုများများသောသုတ္တအကြအမြင်တော့ဒီနေရာမှာသုတ္တဆိုတာဘလို့သုတ္တမျိုးလို့အကြအမြင်ဆိုတာဘလို့အကြအမြင်မျိုးလို့တိလည်းပဲသိပြီးတော့အကြောင်းမထူးတဲ့မသိလည်းပဲသိပြီးတော့အကြောင်းမထူးတဲ့သိစရာတွေကိုအသိမြင်များနေတာကိုတန်ဖိုးရှိတဲ့သုတ္တလို့ဒီနေရာမှာအဆိုလို့သုတ္တဆိုတာဘလို့သုတ္တမျိုးလဲဆိုရင်တဲ့မြတ်စွာဘုရားဟောထားတဲ့ဟောခဲ့တဲ့ဒုက္ခငြိမ်းချမ်းချမ်းသာကြောင်းနိလန်းအစစ်ဖြစ်တဲ့ဒီတရားဒေသနာတွေကိုလေ့လာလိုက်စမှတ်သားမှုအကောင်းလို့ကိုယ့်ရဲ့ကောင်းတဲ့ကိုယ့်ရဲ့ရှိတဲ့မှာအများကြီးသိနေတာမြင်နေတာနားလည်နေတာကိုတန်ဖိုးရှိတဲ့သုတ္တလို့ပြောတာအဲ့ဒီသုတ္တကိုအခုလက်နဲ့လို့ဟောတယ်နော်အလွန်သဘောကျတယ်ကိုယ်စဉ်ကနော်ဒီအကြအမြင်ဒေသနာတွေကိုအသိမြင်များခြင်းဟာရန်သူကိုတိုက်ခိုက်ဖို့အတွက်ပါလဲလက်နဲ့ပဲဟုတ်တယ်ဒီသုတ္တဆိုတဲ့လက်နဲ့မရှိလို့နော်လူတွေကကောင်းကောင်းသိထားတာမြင်ထားတာမရှိတဲ့အတွက်ကြောင့်အမှားတွေကိုအမှန်ထင်တာရှိတယ်အမှန်တွေကိုအမှားလို့ထင်နေတာရှိတယ်လွဲမှားမှုတွေနဲ့ဒုက္ခတွေများနေကြတာမရှိဘူးလားရှိရတော့ရန်သူတွေကဝိုင်းခံနေရတာသူကဘာလက်နဲ့မှတိုက်ရှာမရှိဘူးဟုတ်လားဒါကြောင့်မိသားစုတို့အောင်လို့ရန်သူကိုနိုင်ရင်လည်းဆိုရင်ကိုယ်မှလက်နဲ့ကောင်းကောင်းရှိဖို့လုပ်တယ်ဘုရားပါဠိဟောခဲ့တယ်လေဘယ်လိုဟောခဲ့တယ်လဲဒါတွေကိုအများကြီးသိအောင်လေ့လာဖို့မလိုဘူးလားတပည့်တော်တို့ကလူသားတွေဒီဘက်မှာသိပြီးတော့အချိန်မပေးနိုင်ဘူးလို့အဲ့လိုအကြောင်းမပြသင့်ဘူးနော်တကယ်တမ်းအဲ့ဒီလိုမျိုးတရားဒေသနာကြီးကိုအသိမြင်များအောင်ကြိုးစားတာကိုယ့်အတွက်အကောင်းဆုံးဖြစ်အောင်လုပ်ပေးတာတကယ်တမ်းကစီးပွားရေးရှားနေတာမှကိုယ့်အတွက်ကောင်းအောင်လုပ်ပေးနေတာလို့မထင်နဲ့နော်ဟုတ်လား
စဉ်းစားတော့တတ္တဝါလေးကိုယ့်တော့ကောင်းအောင်ကြီးလုပ်နေကြတာကြီးပဲကောင်းအောင်လုပ်ရင်းနဲ့စွတ်စွတ်သွားတာကတော့ဒါလုပ်တဲ့လွယ်မနေလို့ပေါ့ရည်ရွယ်ချက်ကတော့ကောင်းအောင်လုပ်ကြတာပဲလေဟုတ်လားအဲ့တော့ဒေသနာတွေကိုမှတ်သားမှုများအောင်လေ့လာလိုက်စားတာတော့ကိုကောင်းအောင်လုပ်ပေးတာမရှိဘူးလို့တော့ဆိုနိုင်တယ်ဟုတ်လားဒါကြောင့်အဲ့ဒီအကြအမြင်တွေကိုအများကြီးစုဆောင်းထားဖို့မလိုဘူးလားတန်တရားတွေဖြစ်လာတယ်ဘဝေခွဲနိုင်မှုတွေဖြစ်လာတယ်မဆုံးဖြတ်နိုင်မှုတွေဖြစ်လာတယ်ဆိုတကယ်တော့လက်နဲ့ကောင်းမယ်ဆိုရင်အဲ့ဒီလက်နဲ့ပြစ်လိုက်တာနဲ့ရှင်းသွားမှာပေါ့နော်ဒါကြောင့်ဒေသနာတွေကိုအများကြီးမှတော့မလို့မှတ်သားရမယ်အခုဦးဇင်းတို့တော့အားရစရာကောင်းတဲ့အချက်တစ်ချက်ကတော့ဒီရသော်ပြရဲ့တရားဒေသနာတွေကိုစိတ်ဝင်စားရတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီဖြည်းဖြည်းနဲ့များလာတယ်ပေါ့တချို့ကြတော့လည်းပဲစောင့်ချပြီးတော့ဒါကိုမြင့်မြတ်တဲ့လုပ်ငန်းစဉ်တစ်ခုကိုလုပ်တဲ့အနေအထားမျိုးနဲ့တော့လေ့လာလိုက်စားကြတဲ့လူတွေလည်းအများကြီးရှိတာကိုတွေ့ရတယ်ဟုတ်လားတိုးတော်လည်းပဲဟိုဘက်မှာလည်းပဲတော့သူအကြောင်းတရားနဲ့သူပေါ့လေဟုတ်တာလေးကိုတန်ဖိုးထားရအောင်မှမသိလေ့လာရမှမသိကိုပဲမိမိရောပေါ်စားတာနဲ့နော်ဒါတွေကိုတန်ဖိုးရှိတယ်လို့နော်စိတ်ထဲကသိနိုင်မြင်နိုင်တဲ့အခြေခံလေးပါမလာကြတဲ့ပုံကိုယ်တွေကြတော့လည်းပဲဒီလိုပဲနေကြတာပေါ့နော်ဟုတ်လားနားလေတဲ့ပုံကိုယ်တွေကြတော့လည်းပဲအများကြီးလုပ်နေကြတာတော့မရှိဘူးလားရှိတယ်နော်အဲ့တော့အများကြီးလုပ်တာလေးကိုယ့်အတွက်ရန်သူနဲ့တွေ့လာတဲ့အခါမှာတိုက်ခိုက်ဖို့နော်ကြိုးစားတဲ့အခါမှာဆွဲကင်ကြတဲ့နဲ့ရှိတာဟုတ်လားဒါကြောင့်ဒီလက်နဲ့ကိုလည်းပဲအများကြီးရှုဆောင်ထားဖို့မလိုဘူးလားအဲ့ဒါတရားနာတယ်ဆိုတာဘာလို့တာတော့လက်နဲ့ရှုတာနော်သောကပ္ပဂါထာလေးထဲမှာတော့မြတ်စွာဘုရားဘယ်လိုပြောတာတော့နော်ယောတိထမာရံပညာဥဒေနာလောဘဒေါသမောဟတွေဥဒ္ဒောယံကိုပညာတိဥဒ္ဒောလက်နဲ့နဲ့စိတ်ထိုးရမယ်လို့ပြောတယ်နော်အခုတော့ဒီမှာမြတ်စွာဘုရားလက်နဲ့ကိုဘာလို့ပြောတော့သုတ္တလို့ပြောတယ်အဲ့ဒါသုတ္တကပညာထဲမှာအကျုံးဝင်တယ်လို့မဆိုနိုင်ဘူးလားဆိုရင်တော့ကိုယ်တိုင်သိတဲ့ဉာဏ်မဟုတ်သေးပေမဲ့လို့ကိုယ်တိုင်သိထားတဲ့မြတ်စွာဘုရားပြောတဲ့စကားဖြစ်တဲ့အတွက်ကြောင့်ဒါမလွယ်ဘူးလေဟုတ်လားဆိုကြပါစို့လမ်းညွန်ချက်တစ်ခုကိုပြင်းရထားတဲ့လူတယောက်သူကအဲ့ဒီလမ်းကိုမလျှောက်ဘူးလို့မရောက်ဘူးသေးတော့လည်းပဲသူ့ရဲ့လမ်းညွန်ချက်ကအစစ်အမှန်ဆိုလို့ရှိရင်တော့အာမကိုလိုက်ဘူးလားအာကိုလိုက်တယ်နော်သူရောက်ဘူးမှသူ့နောက်ကိုငါလိုက်မယ်ကွာလို့တည့်အသေးပြောလို့တော့လည်းမရအောင်ဟုတ်တယ်မို့လားစဉ်းစားတော့ရောက်ဘူးတဲ့လူလိုက်နောက်လိုက်ရရင်တော့လည်းပိုကောင်းတာပေါ့နော်ဒါတော့မရောက်ဘူးသေးတော့လည်းပဲသူ့ဒီမှာရောက်ဘူးတဲ့ပုဂ္ဂိုလ်ရဲ့လမ်းညွန်ချက်ရှိနေတယ်ဆိုလို့ရှိရင်ဟောအဲ့ဒီလမ်းညွန်ချက်ကယုံကြည်ရတဲ့စိတ်ချရတယ်ဆိုရင်ဟောတတ်မှုရှိဘူးလားရှိရတော့အဲ့တော့ဒီတုတ္တဆိုတာလမ်းညွန်ချက်တွေလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်တရားဒေသနာတွေဟုတ်လားဒါကြောင့်မြတ်စွာဘုရားဒီသုတ္တမှာတော့တရားဒေသနာကိုဘာလို့ဟောလို့တုတ္တဟောတယ်နော်လက်နဲ့လို့ဟောတယ်ဟုတ်လားတရားဒေသနာကိုအတိအမြင်များတာကိုလက်နဲ့နောက်၅ခုမြောက်ကဘာလဲလို့များဘဟုဗလကာယောတဲ့များစွာသောစစ်သူရဲကောင်းတွေရှိတယ်နောက်တိုင်ရီခိုင်ကြံရီဖန်ရီစွမ်းတဲ့အဖက်ဖက်ကစွမ်းတဲ့ပုံကိုယ်တွေအများကြီးစုစည်းထားတဲ့စစ်တပ်ကောင်းရှိတယ်သူရဲကောင်းအစုအဝေးကြီးရှိတယ်ဟုတ်လားအဲ့ဒါမှပြောတာတော့ဆိုတော့နော်ဝရိယကိုပြောတာတဲ့ဝရိယရှိမှစစ်သားကောင်းရှိရတယ်ဗျာဟုတ်လားခုနလက်နက်ကလည်းစစ်သားကောင်းကကာရမှာနော်ဟုတ်တယ်သူဆက်ဆက်ပြီးတော့ပြည်သူဉာဏ်ရှိရင်ရှိတော့အများကြီးတွေးလို့မရဘူးလားရရင်နော်ဝရိယဆိုတာကလည်းစစ်သူရဲကောင်းတွေကိုပြောတာတကယ်လို့ပြီဆိုတော့သူတို့ကတိုက်ကြခိုက်ကြမှာရန်သူကိုသူတို့ကချိန်ကုန်ကြမှာပါလက်နဲ့ကိုကိုင်လို့တုတ္တတိဟုသောလက်နဲ့ကိုဝရိယတိဟုသောစစ်သားကအိုင်းပြီးတော့တိုက်မှာပေါ့နော်ဟုတ်လားဥပမာဥမေယကိုနော်တဘာဝကြအောင်စဟတ်တက်ဖို့မလိုဘူးလားလို့ရတော့အဲ့တော့ဒီနေရာမှာဝရိယနော်တိုက်မှုခိုက်မှုနေရာမှာအောင်မြင်ဖို့အတွက်တော့စစ်သားကောင်းရှိရမယ်ဆိုတာမျိုးပတ်သက်ပြီးတော့တရားတိုင်းတဲ့အချိန်မှာကိုတောင်းပြောစရာကောင်းနေဟုတ်လားတိုင်းလိုနည်းနည်းလေးကြာသွားပြီဆိုတော့ဝရိယကရော့သွားတာပဲများတယ်ဟုတ်လားညောင်းလာတာလေးတွေအစဉ်ပြေတယ်လေးတွေကလည်းတက်လာတယ်နော်ဒီအာယုံလေးကလည်းကြည်ပါများတော့နော်သိပြီးတော့စိတ်ဝင်စားတယ်လည်းမတွေ့ဘူးလို့တချို့ထင်ပါပေါ့နော်အဲ့လိုနည်းနဲ့မှဖြစ်သွားတော့ငိုက်သွားရောအဲ့ဒီငိုက်သွားတာဘာလက္ခဏာလဲဝရိယစစ်သားတရားမှမရှိဘူးဆိုတဲ့လက္ခဏာဖြစ်သွားတာပေါ့ဟုတ်တယ်မို့လားဒါကြောင့်ဝရိယစစ်သားနော်အားကောင်းဖို့မလိုဘူးလားဒါကြောင့်နေ့တုန်းကနေ့တုန်းကပြင်းလို့ပြောသေးတယ်လေရဲရှင်းတယ်ဝရိယကိုပြောတာတော့လှုပ်ရဲတယ်လှုပ်မယ်ပြင်းသွားတယ်လျှော့သွားတယ်ဆိုတာဘာလဲသူတနည်းပြောရင်ကြောက်သွားတာပဲလေဒီလှုပ်ကိုမလှုပ်တော့ဖြစ်လို့လေးပဲနေလိုက်တော့မယ်ဟုတ်လားလူကြီးကတော့မလှုပ်ထိုင်တယ်ပဲစိတ်ကတော့လို့ဖြစ်တော့ဘုံဘုံကြဟုတ်လားစိတ်ဘုံဘုံမကြဘူးလို့လေနော်မလှုပ်ထိုင်နေတိုင်းကြားတယ်လို့တက်နေတယ်လို့မထင်နဲ့နော်ခါလေးမလှုပ်ထိုင်နေတယ်ဘာဖြစ်လဲဘုံဘုံကြနေတယ်ဟုတ်လားအေးအတော်ရှင်တို့ညာစွာသောစစ်သူရဲကောင်းတွေဆိုတာဝိရိယကိုပြောတာပဲ
နောက်6ခုမြောက်ပြည်စွာပဲအချိန်ကဘာလဲတော့တကမှုတဲ့ဟုတ်လားတကယ်စောင့်နော်တော့ဟာဒီကောတကမှုတကမှုဆိုတာဘာပြောတာလဲဒါတော့ဥမာတော်တော်များများပါတယ်စိတ်ကြီးပဲထင်ပါတယ်တတိကိုပြောတာတဲ့တမ္မာတတိသူမှစီစစ်နိုင်တာဟုတ်လားနော်ဝင်တဲ့သူကိုအဝင်ခံမယ်မဝင်တဲ့သူကိုအဝင်မခံဘူးဆုံးဖြတ်နိုင်စွမ်းရှိတယ်နော်ရေစံတတိနဲ့ပြည့်စုံတဲ့တကမှုအဲ့ဒါပါလေတတိကိုပြောတာတဲ့အာယုံမမကန်ကန်ပုံဖော်ပေးတာနော်ဒါပါလေဆိုတဲ့မြင်ကွင်းကိုရှင်းအောင်လုပ်ပြီးတော့ဒါကိုတိလိုက်ဒီတတိဟာပါလေတကမှုပဲနော်သူအသုံးချလို့ငေးမောနေတာနဲ့ရန်သူကနောက်ကတလောဝင်လာမယ်ပေါ့ဆိုတာဟုတ်လားဒါကြောင့်အခန်းကဏ္ဍတိုင်းမှာသူ့နဲ့သူအရင်ပါဘူးလားအရင်ပါတယ်နော်တကယ်တည်းကလည်းတကယ်တိုင်းလျောက်ကျုံရလဲကျုံလျောက်ပတ်ပတ်လည်းလမ်းမကြီးရလဲလမ်းမကြီးလျောက်ဟုတ်လားလက်နဲ့ကလည်းလက်နဲ့လျောက်သူ့ရဲကောင်းကလည်းသူ့ရဲကောင်းလျောက်ခုပါတော့တကယ်မှုကလည်းတကယ်မှုလျောက်ပေါ့နော်စုံစမ်းမှုထောက်လှမ်းမှုတိတိကျကျဘာပါလဲဆိုတာကိုနောက်ခွဲချင်းဝေဖန်ပြီးတော့စစ်စစ်နိုင်တဲ့သဘောမျိုးရှိဖို့မလိုဘူးလားလိုတယ်တတိကိုပြောတာနော်အဓိကဟုတ်လားဒီနောက်ဆုံးဦးဇင်းတို့ပါကာတော့လေအလွန်မြင့်မြတ်စောက်ထားတဲ့အင်္ဂလိပ်နဲ့အချော့ကင်ထားတဲ့ဥဒ္ဒရာကြီးအဲ့ဒီဥဒ္ဒရာကြီးဆိုတာဘာပြောလဲပညာကိုပြောတာတဲ့ပညာဥဒ္ဒရာကိုခိုင်ခန့်စွာမြင့်မားစွာတည်ဆောက်နိုင်လို့ရှိရင်ဘယ်ရန်သူမှဝင်လို့မရဟုတ်လားပညာကိုဥဒ္ဒရာလို့ပြောတယ်နော်ဟုတ်လားအဲ့တော့နောက်ဆုံးတော့အဲ့ဒီဥဒ္ဒရာကာလိုက်တာနဲ့မဖြစ်သွားတော့လုံခြုံသွားတယ်ပေါ့ဟုတ်လားတန်မြူကြီးရဲ့အပြည့်စုံရမယ်အချင်းကြီး9ခုလို့